နေ့စဉ်မြတ်စွာဘုရားကမာဘိက္ခဝေပမာဒဋ္ဌမမေ့ကြနဲ့ပြိဋိဘသံဃာနိကြတော့ဟန္တတာနိဘေခွေအမတ္တယာမိဝဝေယဓမ္မသင်္ခါရအပမဒေနသံပါဒေထအပမဒနဲ့ပြည့်စုံအောင်လုပ်ကြလို့အဲ့တော့အပမဒဆိုတဲ့မမေ့မလျော့မှုဆိုတာဘာကိုပြောတာတော့လို့ဆိုတတိကိုပြောတာတတိနဲ့မကင်းမကွာနေတတ်ဖို့အဲ့တော့တတိဆိုတော့ပြောကြလိမ့်မယ်တပည့်တော်တို့အိမ်မှာနေတတိနဲ့နေတာပါကိုယ်အိမ်မှာဟုတ်လားမိခလုတ်ပိတ်ပြီးပြီလားဆိုတော့တတိနဲ့နေတယ်ဓမင်းချဲရပြီလားဆိုတော့တတိအဲ့ဒီတတိတွေကိုပြောရလားလို့ဆိုလောကလူတွေကအဲ့ဒီတတိတော့ရှိနေကြတာပဲစားရမှာဆိုတာလည်းတတိရှိတာပဲအိပ်ရမယ့်အချိန်လည်းတတိရှိတာပဲဘုကိစ္စဒီကိစ္စလုံးဝမှာဆိုတာတွေလည်းတတိရှိနေတာအဲ့ဒီတတိမျိုးတွေကိုအပမာဒလို့ပြောရလားလို့ဆိုတော့မဟုတ်ဘူးဒီစကားလုံးလေးကတာမန်မမိတ်မလျော့တဲ့အဓိပ္ပာယ်မျိုးဆိုလိုတာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အပမာဒရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာသူကအပမာဒဆိုတာတဲ့ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ရာအတွက်အမြဲတမ်းတတိရှိနေတာကုသိုလ်ကောင်းမှုကိုတလေးတစားလုပ်တာစင်ဆက်မပြတ်လုပ်တာရိုးရိုးသေးသေးလေးလေးစားစားလုပ်တာဆွဲဆွဲမြဲမြဲလုပ်တာအဲ့ဒါလိုလှုပ်စေတတ်တဲ့တတိကိုသာလဲအပမာဒလို့ပြောတာတဲ့တာမန်မမေ့မလျော့တာကိုပြောတာမဟုတ်ဘူးလို့ဆိုတော့ဒီအပမာဒဆိုတဲ့တရားဟာတာမန်တတိလို့မဟုတ်ဘုန်းကြီးတို့တဏ္ဍာမှာဖြစ်ဖို့ရအမတမခဲနေလို့ပြောရလူတွေကတတိကောင်းတယ်တတိကောင်းတယ်လို့ပြောပြီးမယ်လို့လိုအပ်တဲ့တတိကောင်းတာမဟုတ်ဘူးတနေ့သာကုံသွားရောကုသိုလ်စိတ်တစ်ခါမှမဖြစ်လိုက်တဲ့လူတွေအများကြီးရှိနေပေါ့ကုသိုလ်ဆိုတာတတိပြုတတ်မှဖြစ်လို့ရတာဟုတ်အနုဆိုဖြစ်ဖို့ရမရှိဘူးပေါ့တတိဟာတကယ်တော့လေရှားပါပစ္စည်းလေ့ကျင့်မွေးမြူထားခြင်းမရှိဘူးဆိုလို့ရှိရင်သူ့ဘာသူပေါ်လာမဲ့သဘောမဟုတ်ဘူးပေါ့အဲ့တော့တမန်အပြင်လူတွေကတော့ပြောတာတတိနဲ့ဒီလိုပြောကြတယ်အဲ့ဒါလို့တမန်တတိတွေကိုဒီနေရာမှာမဆိုလိုပဲနဲ့အပမာဒဆိုတဲ့မမေ့မလျော့တဲ့တတိဆိုတာဆွဲဆွဲမြဲမြဲလေ့ကျင့်ထားတဲ့တတိမို့လေ့ကျင့်ရမယ့်နေရာတွေကိုလည်းမြတ်စွာဘုရားကတတိပဋ္ဌာန်တရား၄ပါးဆိုပြီးတော့ဟောကြားထားတာရှိတယ်လေကာယဆိုတဲ့အာယုဝေဒနာဆိုတဲ့အာယုစိတ်ဓာတ်ဆိုတဲ့အာယုဓမ္မဆိုတဲ့အာယုအဲ့ဒီအာယု၄မျိုးတည်းကမိမိတဏ္ဍာမှာလွယ်ကူရာအစဉ်ပြေရာအာယုတစ်ခုနဲ့ကိုယ်တတိကိုလေ့ကျင့်ဖို့မြဲတမ်းစင်စစ်မပြတ်တတိရှိအောင်ကြိုးစားဖို့လေ့ကျင့်ပေးမှရတဲ့တတိမျိုးအဲ့ဒါကြောင့်မလို့ကုသိုလ်ဖြစ်အောင်လည်းပဲတတိဆောင်ဖို့အမတန်မှအရေးကြီးတာဟောဒီတတိတရားရှိမှကုသိုလ်ဆိုတာလုပ်ဖြစ်တယ်တဲ့အနုမို့ဆိုရင်ကုသိုလ်ဆိုတာမလုပ်ဖြစ်ဘူးအဲ့တော့ဒီအပမာဒဆိုတဲ့တတိတရားဟာဘာကြောင့်ကြီးကျယ်မြင့်မြတ်နေရတယ်လဲလို့ဆိုရင်ကုသိုလ်ဖြစ်တာတွေမှန်သမျှသူ့ရဲ့လှုပ်ဆောင်မှုကြောင့်ပဲအားလုံးဟာကုသိုလ်ပြုဖို့ရမမေ့သည့်အတွက်ကြောင့်ကုသိုလ်လုံးမိကြတာလူတိုင်းကုသိုလ်လုံးမိတာဟာအပမာဒဆိုတဲ့တတိလေးဝင်လာတဲ့အချိန်လေးမှာလုံးမိကြတာလို့ဒါကြောင့်မို့သူ့ကိုကာရပကအပမာဒကုသိုလ်တရားကိုလှုပ်စေတတ်လို့ဒီအပမာဒဆိုတဲ့တရားကုသိုလ်တရားကိုလှုပ်စေတတ်သည့်အတွက်ကြောင့်အလုံးပေါ်မှာလွှမ်းမိုးကြီးစိုးထားတယ်လို့ဒီလိုပြောတဲ့သဘောအဲ့တော့အပမာဒနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဓမ္မဝရမှာဆိုရင်အပမာဒောအမတပဒံပမာဒောမစ္ဆုနောပဒံဆိုပြီးဟောတာနိဗ္ဗာန်ရခြင်းအပမာဒရှိရအပမာဒဟာနိဗ္ဗာန်ကိုရောက်စေတဲ့တရားလို့အတိလင်းဟောထားပမာဒောမစ္ဆုနောပဒံ
ဆိုလိုတာကအဲ့ဒီမှာအမတနဲ့မစ္စုနှစ်ခုရှင်တွဲပြီးတော့ပြောတာဘုန်းကြီးတို့တွေရဲ့ဘဝတွေဟာတေချာစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်မတိရာမမဟုတ်တာအလုံးဟာသေဆုံးခြင်းဖြင့်အဆုံးသတ်နေကြသေဆုံးခြင်းမှာအဆုံးသတ်နေတယ်ဆိုထပ်တလဲလဲသေဆုံးခြင်းမှာအဆုံးသတ်နေရတော့ဒီသုံးဆုံးခြင်းဆိုတဲ့အဆုံးသတ်ကြီးကိုရှောင်ရှားပြီးတော့ဘယ်တော့မှမတည်ရတဲ့အနေအထားမျိုးဟာအမြဲတမ်းထူးခြားတဲ့အနေအထားမျိုးတစ်ခုဖြစ်တယ်။ဒါကြောင့်မို့လို့အမတဆိုတဲ့အသုံးအနှုန်းဟာမသေးရာနိဗ္ဗာန်လို့အဓိပ္ပာယ်ပြောတာ။ဘာလို့မသေးတာတော့ဆိုမမွေးတော့မသေးဘူးပေါ့။မွေးလာလို့ရှိရင်ဆိုလိုတာကဖြစ်လာရင်ပြတ်မှာပဲသေချာတယ်။အဖြစ်မရှိအောင်ကသူ့ဘာသူနေလို့မရဘူးသူကအကြောင်းရှိနေဖြစ်နေတာဆိုလိုတာကဖြစ်စီတဲ့အကြောင်းတရားတွေကိုဖယ်ရှားပစ်ဖို့လိုအပ်တယ်အဲ့ဒီဖြစ်စီတဲ့အကြောင်းတရားတွေကိုဖယ်ရှားပစ်နိုင်တာဟာအပမာဒဆိုတဲ့တတိထားမှဒီအကြောင်းတွေကြောင့်တို့ဖြစ်နေတာပါလားလို့ဆိုတာအသိဉာဏ်ကသိနိုင်သဘောမှာအပမာဒဆိုတာတတိကမှအာယုံကိုယူမပေးဘူးဆိုလို့ရှိရင်အသိဉာဏ်ဆိုတာဘယ်လိုမှမဖြစ်နိုင်မြတ်စွာဘုရားသာသနာတော်မှာပညာကအရေးကြီးဆုံးပဲအသိပညာဟာအရေးကြီးဆုံးပဲလို့ဒီလိုဆိုတာဒါမို့မဂ္ဂင်၈ပါးမှာတမ္မာဒိဋ္ဌိဆိုတာရှေ့တန်းတင်ပြီးတော့ဟောမှန်ကန်စွာမြင်ခြင်းဆိုတာဉာဏ်ကိုပြောတာအဲ့တော့ဒီဉာဏ်အရေးကြီးတယ်ဆိုဒီဉာဏ်ဖြစ်ဖို့ကြတော့ဘယ်သူကအရေးကြီးတုံးဆိုအပမရခေါ်တဲ့တတိယအရေးကြီးတယ်အပမရဆိုတဲ့တတိမှမရှိလို့ရှိရင်ဉာဏ်မဖြစ်ဘူးတဲ့ဒီလိုဆိုလိုတာအဲ့တော့ပညာဆိုဒီမှာတတိကင်းတဲ့ပညာဆိုတာမရှိဘူးလို့စာပေကျမ်းဂန်မှာဒီလိုတိုက်ရိုက်တောင်ဆိုထားတယ်နာဟိတတိဝိရိဟိတာပညာနာမအဋ္ဌိတတိဝိရိတာဆိုတာတတိကင်းမဲ့တဲ့တတိမပါတဲ့ပညာနာမအသိပညာဆိုတာနတ္ထိမရှိအဲ့တော့ဒီပညာလူတွေပြောတဲ့လောကီပညာမျိုးကိုပြောတာမဟုတ်ဘူးသဘာဝတရားတွေရဲ့အစစ်မှန်ကိုပိုင်နိုင်သိတဲ့အသိပညာမျိုးဓမ္မပညာမျိုးကိုဆိုလိုတယ်အဲ့ဒီအမှန်တရားကိုသိရှိနိုင်တဲ့ဓမ္မပညာမျိုးဟာတတိရှိမှပဲသိနိုင်တယ်တတိကအာယုံကိုယူပေးရတယ်ယူပေးမှပညာကသိတယ်ဒီလိုဆိုလို့ပညာနဲ့တတိဟာတွဲဖက်ပြီးတော့လှုပ်အောင်အဲ့တော့ပညာအလုံးလုံးလို့ရအောင်တတိကလမ်းခင်းပေးရတယ်တတိမှလမ်းခင်းမပေးလို့ရှိရင်ပညာကဘာမှမလုပ်နိုင်စွမ်းအင်တတိမရှိဘူးဥပမာရှင်းအောင်သဘောကျအောင်ကြည့်မယ်ဆိုလို့ရှိရင်မြင်ချင်းကိစ္စကိုပြီးတဲ့မျက်လုံးဟာဆိုပါစို့စာအုပ်ဖတ်ချင်တယ်စာအုပ်လေးတော့ဖတ်ချင်တယ်ဆိုလို့ရှိရင်မျက်စိကစာအုပ်ကိုမဖွင့်နိုင်ဘူးဖွင့်ပေးတာလက်ကဖွင့်ပေးရတာအဲ့တော့လက်မပါဘူးဆိုလို့ရှိရင်မျက်စိကလည်းဘယ်လိုမှမလောက်နိုင်ဘူးအဲ့တော့လက်ကဖွင့်ပေးမှမျက်စိကကြည့်လို့ရအဲ့ဒါလိုပဲတတိဆိုတဲ့လက်ကဖွင့်ပေးမှပညာဆိုတဲ့မျက်လုံးကကြည့်လို့ရတယ်ပေါ့သူတို့နှစ်ခုอ่ะဒီလိုဆက်ဆက်နေဒါကြောင့်မို့လို့ပညာအရေးကြီးတယ်ဆိုရင်ပညာတဲ့ပုဂ္ဂိုလ်အရေးကြီးတာကတတိဖြစ်နေတယ်ဒါကြောင့်မို့လို့အပမဒောအမတပဒံသိနေတာဘာကြောင့်လဲတတ္တဝါတွေတန်လျာထဲမှာဘာကြောင့်ထပ်တလဲလဲသိရသလဲလို့ဆိုတာအကြောင်းတရားတွေရှိနေလို့မွေးဖွားခြင်းအကြောင်းတရားတွေရှိနေလို့မွေးဖွားခြင်းအကြောင်းတရားဆိုတာကိုသိအောင်ရှေ့ဆောင်လမ်းပြတာကတတိ